ပြုံးစဖျားလေးတိတ်ပြီးလွမ်းနာကြရသမားလေးဆွေကိုချစ်ရတဲ့ပကွက်ကြားလေးဘေးမှာမရှင်းဒီလက်ဖွာလေးမနှွေးမင်းစတဆဖြတ်သွားတဲ့နေ့ကိုငါဝိညာဉ်ထွက်သွားလည်းမမေ့မင်းမရှိဘွားရှောင်းလန်းကျန်းတာမို့တီးနို့ထက်ကြောင်ကရန်လွမ်းတာမျိုးမင်းနှွေးတဲ့ရဖို့ဆိုမနှလုံးသားတစ်ခုလုံးလောင်ချမ်းစမ်းပွားလို့ပြောတဲ့ကောင်မင်းမာယာကြော့ခွင်းနဲ့နောက်တစ်ခေါက်ပြန်ပြီးထောင်ဖန်းစမ်းမှာမျိုးမင်းတို့သိရတဲ့လိပ်ပြလေးဘယ်တော့မှမနာမဲ့ခေါင်ရမ်းပန်းဟာကိုခဏငါတောင်းတဲ့သူတို့တဘွားလုံးစားသိကြမိနေတဲ့ကိုအလွန်မီးခွက်ထွက်ရှာတဲ့သူအလွမ်းစိတ်ကိုပြန်မဖြစ်တာမိနေတဲ့ကိုမင်းစိတ်နဲ့ပဲတိမှတိနေတဲ့ကိုနာရီကိုပြန်ကျင်ညာမိနေခဲ့တယ်လို့တယောက်တည်းကြည့်တဲ့ရုပ်ရှင်မှာခွန်ခွာပြီးတန်းနေကြစီတဲ့အမြဲပို့လမ်းခွဲစကောက်